စေ卡，因为他毛路也蛮急的，别人都把戏的。对吧？都新的人，你下的空的人，对吧？没进来买包。哎呦，对，你下地的俺家有搬山进来的，搬山进来的时候，把路啊嘛的，CPU啊，然后路线 CEO 啊，对吧？原来就是个 CEO 呢，CEO 呢都是嘛，CDN 啊，比了来看。是就是那帮苗苗子，实际实在，这什么路白说说，边疆一路白说说，对呀，半山路木，边边的路白说说，是就是那帮苗苗子都白呢。给大马路条呢呢，是就是那帮苗苗子白路线，爬山路啊嘛的，爬山路了嘛的，爬马路了嘛，讲到说，哎是的，过年里啊，这边大家苗里叫不着。就叫不着内陆线了，讲到说啊，先比那个，对了嘛，俺老就是那帮苗苗子我都搬到的，他们路线不路着跑，他们过那讲到别人，路也蛮急的多，对吧？阿里啊，是就是那帮苗苗子啊，实际说变瘦的，比如什么呢？在嘟嘟呢，对吧？脑壳变细，那就是那帮苗苗子都带的，过那讲到别的路呗，半山路木西的路啊，半山路这个路家。哎呦，路也蛮急的多，路啊嘞，路也蛮多白路的。对呀，边疆一路白车走，对呀，西边疆路白车走都下了。比如当年苗国他带的，阿龙都搬到外边，嘎巴米的口路搬到了路条呢，啊，啥比如搬钱嘛，爸妈搬钱嘛路绕，嘎巴的口路都搬到了，啊，啥搬呀？对呀，路也蛮个，阿龙呢没点的。刚见啊，拉面有搬进来的，刚见嘛拉面意思啊，他把我底下吧，哎好搬进了，对啊，只有了没有吧，讲那罗了，都是嘛，是实体很安的，你拉面有代表带路没有吧，他把我底下呗，路人搬三关系的一下呗，底下好都不路嘛，代表带路没有吧，哎呦，都底下我来搬进来，爸妈来路上没修。ဘာလို့ကြောင်လွယ်ပါတယ်ကဘာမျိုးပိုင်ဆိုးရတယ်ဘရင်ပဲဟောဒီကောင်းငင်မောလာမင်းငါဝယ်လိုက်ပါပြီပတ်စံလည်းမပေးဟပါဘူးသူ့ရဲ့အမိတ်တစ်ခုနဲ့တင်ဒီလာမင်းကြီးသူပိုင်လို့ရတာဒီလာမင်းကြီးကိုငါဝယ်လိုက်ပါပြီ The moon is ပြီး mine. သွားပါဆိုတော့ဒီလာမင်းကြီးကိုဒီဘရင်ကြီးပိုင်သွားတဲ့ထားပါတော့ तू ကဘာလုပ်လို့ရမှာလာမင်းကြီးဆိုတာဘာဝတရားပါအချင်းတိုင်ထွက်လာတဲ့အချင်းတိုင်ဝင်သွားတယ်အဲ့ဒီဟာကိုလာမင်းကြီးကဒီညတော့ငါမတွေ့ကြလို့မင်းမထွက်နဲ့ဆို तू တားလို့မရပါဘူးတဘာဝတရားကိုဘယ်သူမှတားလို့မရပါဘူးအဲ့တော့ तू ဒီလာမင်းကြီးကိုပိုင်တော့ဘာတန်မိုးရှိမှာလဲသူ့အတွက်ဘာတန်မိုးမှမရှိဘူးဒါပေမဲ့သူ့ရဲ့လူအင်ဆန္ဒလူရမက်ကတအားကြီးတဲ့အခါကျတော့တဘာဝတရားကို तू တားလို့မရဘူးမရတဲ့အတွက်ကဘာမြေလောကကိုသူပိုင်တာပဲလူတိုင်းကိုသူပိုင်တာသူပိုင်တဲ့ဟာကိုကန့်သက်တယ်ဆိုတော့လူတစ်ယောက်ကသူကန့်သက်လို့မရတဲ့ဟာကိုဘယ်တော့မှမကန့်သက်ဘူးကန့်သက်လို့ရတဲ့လူကိုပဲကန့်သက်တယ်ဒါလူတွေရဲ့ထုံးစံအခုဘင်းကြီးလိုပဲသူကလာမင်းကြီးကိုသူကန့်သက်လို့မရဘူးအဲ့ဒီတော့သူလူတွေကိုကန့်သက်တယ်လာမင်းကြီးကိုမကြည့်ရအောင်ဆိုကြပါတော့ကျွန်တော်တို့သဘာဝတရားလူတိုင်းကိုပေးရတဲ့ဒီလာမင်းကြီးကိုလူတိုင်းကြည့်ခွင့်ရှိတယ်ကျွန်တော်တို့လည်းကြည့်ခွင့်ရှိတယ်အားလုံးလည်းကြည့်ခွင့်ရှိတယ်လာမင်းကြီးကိုမကြည့်ရပါဘူးကဲကြည့်တော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဒါပေမဲ့အလိုရမက်ကြီးတဲ့ဘယင်ဟာအဲ့လိုမစင်စားပါဘူးသူနောက်တစ်ခုထပ်စင်စားလာမင်းကြီးကိုမကြည့်ရပါဘူးပထမအကျင့်ကြည့်ရင်ဓာတ်ငွေဒုတိယအကျင့်ကြည့်ရင်ထောင်ဒဏ်တတိယအကျင့်ကြည့်ရင်သေဒဏ်တဘာဝတရားကိုအမိတ်ချလို့မရတဲ့အခါမှာသူကလူကိုအမိတ်ချတယ်ကမ္ဘာလောကကြီး၆ကတ်သွားတယ်ညဘက်မှာဒီလာမင်းကြီးကိုကြည့်မိမှာဆိုလို့တယောက်မှမထွက်ဘူးဒါပေမဲ့ဒီဘရင်ကြီးရဲ့စိတ်ထဲမှာသူ့လာကိုသူ့ရဲ့လာမင်းကိုတယောက်ယောက်ခိုးကြည့်နေတယ်လို့သူထင်တယ်အရှင်းနောက်တောင်မြောက်ယူဇနာပေါင်းမြောက်မြောက်ဆိုတော့သူကတိုင်းငံလဲလဲနေရတယ်ဒါပေမဲ့တညကြတော့လမ်းပေါ်မှာကလေးတယောက်ကိုသူတွေ့ပါတယ်တဲ့သူကထူးဆန်းသွားတယ်ညဘက်တယောက်မှအပြင်မထွက်ညဘက်6ကတ်နေတဲ့အချိန်မှာဒီကလေးကိုမြင်တဲ့အတွက်သူထူးဆန်းသွားကလေးကဘာမှမဟုတ်သူ့ရှေ့ကရေခွက်ကလေးတစ်ခွက်ချပြီးတော့သူကြည့်
အဲ့နဲ့ဘယင်ရတူတူဆန်းဆန်းနဲ့ဟဲ့ကလေးငါဘယင်လာတာမင်းမမြင်ဘူးလားလို့ပြောတယ်ခလေးကသူပြောတာမကြောက်ပါဘူးသူ့ရေကွက်ကလေးကိုသူကြည့်နေတာဒေါသထွက်ပြီးဟဲ့ကလေးမင်းငါပြောနေတာမကြောက်ဘူးလားကခလေးကမော့ကြည့်အော်အရှင်မင်းကြီးပဲတန်းငန်းလဲလာတယ်ထင်တယ်အော်အဲ့ဒါဆိုဆက်ပြီးတော့လဲပါကျွန်တော်နဲ့တော့မဆိုင်ဘူးစဘယင်ကပိုးပြီးတော့ဒေါသထွက်သူ့အလကားရတယ်လာမင်းခလေးစီမခလေးအရိယာကိုအလကားရတဲ့အတွက်ကိုတော့မကျင်납ပါဘူးမကျင်납တဲ့အတွက်ခလေးရှိကရေကွက်ကလေးကိုတွန်ပစ်လိုက်ပါတယ်အဲ့လမင်းကိုမလူချင်လို့ခလေးကြည့်နေတဲ့လမင်းကိုမလူချင်လို့သူတွန်ပစ်လိုက်ပါတယ်လမင်းလေးကိုတွန်ပစ်လိုက်လို့ရှင်ဘလူနေကြမှာလဲအားလုံးငိုကြမှာအားလုံးနဲ့ဒီလိုပဲတွေးကြမှာဒါပေမဲ့ကျွန်တော်ပုံမြင်နေတာခလေးကအဲ့လိုမတွေးပါဘူးသူကပိုကြီးတဲ့ရေကန်တစ်ခုကိုပြေးသွားပါတယ်ပြီးတော့သူပြောတယ်ကျေးဇူးပါပဲဘုရင်ကြီးရဲ့အရင်တော့ကျွန်တော်ဒီရေခွက်တွေကလမင်းကိုဆွဲလန်းနေတာအဲ့ဒီလမင်းကကျွန်တော်မခွာနိုင်တော့ကျွန်တော်လမင်းတသေးလေးပဲပိုင်ခဲ့တယ်အခုတော့ဘုရင်ကြီးရဲ့အကောင်းမှုနဲ့ကျွန်တော်ပိုကြီးတဲ့လမင်းကြီးတစ်ခုပိုင်ပါပြီဆိုကြပါတော့နောက်တစ်ခုပြန်တူပါဆိုလို့ကျွန်တော်တို့အရှိကကျွန်တော်တို့ပိုင်တဲ့လမင်းလေးတသေးလေးကိုတွန်ပြစ်လိုက်လို့ရှင်ကျွန်တော်တို့ငိုနေကြမှာဒါမှမဟုတ်ကျွန်တော်ပုံမြင်နေတာကလေးလိုပိုကြီးရဲ့လာမင်းစီသွားကြမှာဟုတ်ပါတယ်ရေကန်ထဲလာမင်းကြီးပိုကြီးပါလားအများကြီးကြီးပါခုနကသူတွေ့ခဲ့တဲ့ခွက်တွေကလာမင်းလို့မဟုတ်တော့ပါဘူးရေကန်ထဲကလာမင်းဖြစ်သွားပါပြီအများကြီးလည်းကြီးသွားပါပြီအဲ့လာမင်းကိုကလေးပိုင်သွားပါအဲ့ဒါဘယင်ကြီးကောင်းမှုနဲ့သူပိုင်သွားတာပါဘယင်ကြီးကသာမတွန်ပြစ်ခဲ့ရင်သူရေခွက်တွေကလာမင်းကိုပဲသူဆွဲလန်းနေမှာအခုသူရေကန်ထဲကလာမင်းကြီးပိုင်ပါပြီတဲ့ဘယင်ကြီးကဘာလုပ်မှာလဲဒီရေကန်ကိုတွန်ပစ်လိုက်လို့ရှင်တော့တကယ်ညှော်လင်းချက်ရှိတဲ့ကလေးတယောက်ကမြစ်ချောင်းအင်းအန်ကြီးသွားမယ်မြစ်ချောင်းအင်းအန်တွန်ပစ်လိုက်လို့ရှင်တော့ပူကြီးတဲ့လာမင်းရဖို့အတွက်ပင်လေသမုဒ္ဒရာကြီးသွားမယ်အဲ့တော့ဒီကလေးရဲ့ညှော်လင်းချက်ကိုဘလို့မှအဆုံးသတ်မှာမဟုတ်ပါဘူးကျွန်တော်တို့မှာညှော်လင်းချက်ရှိလို့ရှင်ကျွန်တော်တို့ရဲ့ညှော်လင်းချက်ကိုဘလို့မှအဆုံးသတ်မှာမဟုတ်ပါဘူးအဲ့တော့ရုံးမကောက်ကြည့်တဲ့ဘယင်မဲလေးတကဘာလုံးတော့သူပိုင်ပြီးတော့လာမင်းတော့အလကားဝယ်ရတဲ့ဘယင်မဲဒီလောက်တော့သူသိတာပေါ့ဒီကလေးကိုအဆုံးသတ်အောင်ဘလို့လုပ်လွယ်ပါတယ်ကလေးရဲ့မျက်လုံးဖောက်လိုက်ရုံပါဆိုကြပါတော့ကျွန်တော်တို့ရဲ့မျောလင်းချက်ရှိတဲ့မျောလင်းချက်တစ်ခုတွန်ပစ်လိုက်လို့ရှင်ကျွန်တော်တို့သိခံလို့ရပါပိုးကြီးတဲ့မျောလင်းချက်ရှိလာတယ်အဲ့ဒီဟာကိုတွန်ပစ်လိုက်ကျွန်တော်တို့မှာထပ်ပြီးတော့မျောလင်းစရာရှိပါတယ်ဒါပေမဲ့အသားနာအောင်လှုပ်လာလို့ရှိရင်ဘယ်သူမှသိခံနိုင်မှာမဟုတ်ပါဘူးလူတိုင်းအသားနာအောင်လှုပ်တဲ့အတွက်ဘာဖြစ်မှာငိုကြွေးကြမှာလူတိုင်းငိုကြမှာဒါပဲမျောလင်းချက်ရှိတော့တယ်ကျင်းစေးယူငိုယုံအပြင်ဘာမှမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်ပုံမြင်တဲ့ကလေးကအဲ့လိုမတွေးပါဘူးဘယင်ကသူ့မျက်လုံးဖောက်လိုက်တာတော့သူပြောပါတယ်ကျေးဇူးပါပဲဘယင်ရဲ့အရင်တော့ကျွန်တော်ခေါင်းထဲမှာရှိတဲ့လာမင်းကိုမြင်ရဖို့အတွက်12နာရီနေ့12နာရီကျွန်တော်စောက်ရပါတယ်ည12နာရီကြာမှကျွန်တော်ဒီလာမင်းကိုမြင်ရတာပါအဲ့ည12နာရီမှာတော့ဒီလာမင်းကထွက်มาလားအပြည့်အဝသားมาလားကျွန်တော်မသိပါဘူးလာမင်းကိုတဝက်တစ်ပြက်နဲ့ကြည့်ခဲ့ရတဲ့ညတွေလည်းရှိပါတယ်လာမင်းကိုတစုံတစနဲ့ကြည့်ခဲ့ရတဲ့ညတွေလည်းရှိပါတယ်အခုဘယင်ကြီးရဲ့ကောင်းမှုနဲ့ကျွန်တော်ခေါင်းထဲမှာလာမင်းကြီးအမြဲတာနေပါလာကြည့်ပါအောင်ဘယင်ကြီးရဲ့ကျွန်တော်ခေါင်းထဲမှာတာနေတဲ့လာမင်းအပြည့်အဝကြီးဗျာလှလိုက်တာဘယင်ကြီးကသူ့ဘာမှလုပ်လို့မရတော့ကျွန်တော်ဆိုလို့ချင်တာကျွန်တော်တို့အသားကိုနားအောင်လုပ်ခဲ့ရင်ကျွန်တော်တို့မှာမျောလင်းချက်ရှိကျွန်တော်တို့ခေါင်းထဲကမျောလင်းချက်လာမင်းအမြဲတာနေမှာပါပဲလောကမှာကျွန်တော်သိရတဲ့လူ2မျိုးပဲရှိပါတယ်ဘယင်ကြီးလို့လူ1မျိုးနောက်ပြီးတော့ခလေးလို့1မျိုးလူကောင်းနဲ့လူဆိုးပါဘယင်လို့လူဆိုးတွေလည်းကျွန်တော်တို့မှာအများကြီးရှိပါတယ်ခလေးလေးလို့မျောလင်းချက်ရှိပြီးတော့သူ့မျောလင်းချက်နဲ့သူ
လူကောင်းဖြစ်နေတဲ့လူလည်းအများကြီးပါပဲခဲတဲ့ချုံစက်နဲ့ခဲတဲ့လူပါပဲခဲတဲ့ချုံစက်ကအမြဲတမ်းပြောပါတယ်မင်းဘဝကိုငါတုံးပြစ်တာသူခဲတဲ့ကိုပြောတယ်မှန်ပါတယ်ခဲတဲ့ချုံစက်အနေနဲ့ပြောမဲ့ဆိုလို့ချင်းခဲတဲ့ချုံစက်ကခဲတဲ့ကိုအမြဲတမ်းတုံးပြစ်နေတာသူ့အနေနဲ့တွေးရင်မှန်ပါတယ်ဒါပေမဲ့ခဲတဲ့အနေနဲ့ပြန်တွေးတယ်ကျေးဇူးပါပဲခဲတဲ့ချုံစက်ရဲ့ခမရကျွန်တော်ဘဝကိုထပ်မြောက်တွေးပေးနေတာခဲတဲ့ကလည်းသူ့အနေနဲ့လည်းသူတွေးတယ်ခဲတဲ့ချုံစက်ကသူ့ဘဝကိုထပ်မြောက်အမြဲတမ်းတွေးပေးနေတာဆိုပါတော့နောက်ဆိုတစ်ခုပဲပြောမယ်ခဲတဲ့ချုံစက်ဆိုတာလူတိုင်းကိုအဖြတ်လုပ်တဲ့လူတယောက်ကဘယ်တော့မှခဲတဲ့ချုံစက်လို့လူဟာသူ့တမိုင်းကိုသူမရေးနိုင်ပါဘူးခဲတဲ့လို့လူပါပဲသူ့တမိုင်းကိုသူရေးနိုင်ပါအခုကျွန်တော်တို့တွေးနေတာဒီခဲတဲ့ချုံစက်ဆိုတဲ့ဟာအဖြတ်လုပ်တဲ့လူသူကရန်သူလို့ကျွန်တော်တို့တွေးမိကြလိမ့်မယ်အဲ့လိုမဟုတ်ပါဘူးရန်ရှင်ကိုရောမြတ်လက်ထက်ကဒေဝရမြေမြို့တဲ့အချိန်မှာညီတော်နန္ဒမင်းသားဘုရားရှင်ကိုရောမြတ်ကိုလာပြီးတော့ရှောက်ပါတယ်အရှင်ဘုရားရဲ့ရန်သူတော်ဒေဝရတော်မြေမျိုးရှာဆိုတော့ဘုရားရှင်ကိုရောမြတ်ကပြန်ပြောတယ်ချစ်သားအဲ့ဒါရန်သူတော်မဟုတ်ငါရဲ့ပါရမီဖြစ်တယ်မေတ္တာသည်အေးတဲ့အရာကသည်အပူအမြင့်သည်မာနအရှိသည်တန်တရားဆိုတော့ဘယ်လောက်ရှိလဲကျွန်တော်တို့မသိပါဘူးကျွန်တော်တို့အခုအချိန်မျိုးမှာကျွန်တော်တို့တန်တရားခီးကိုရှောက်နေရတာပါအရှိဘဝကကျွန်တော်တို့ဘယ်လောက်ပါရမီဖြစ်ခဲ့လဲကျွန်တော်တို့မသိပါဘူးဒါပေမဲ့ကျွန်တော်တို့သိတာကျွန်တော်တို့ဘဝဒါပေမဲ့အသက်အရွယ်ကြီးရင်လာတဲ့အချိန်မှာကျွန်တော်တို့ကတန်တရားခီးကပိုတိုးသွားပါပြီအများကြီးတိုးသွားပါပြီပန်းတိုင်လေတဖြည်းဖြည်းနဲ့နီးလာပါဒီလောက်တိုးတဲ့တန်တရားမှာကျွန်တော်တို့ခုနကပြောတဲ့အမြင့်မာနနေပုံမြင့်လို့ရှိရင်ဘဝင်မြင့်သွားတာຢာကအပူပိုင်ဆိုင်လို့မှုတွေအများကြီးများသွားတယ်ပြီးတော့အေးမေတ္တာတရားကိုပျောက်သွားကြတယ်ကျွန်တော်တို့ကမေတ္တာတရားနဲ့ပျောက်ဖို့တရားကိုဘာလို့မကြည့်နိုင်ကြတာလဲကျွန်တော်တို့အားလုံးကဓားပါပဲကျွန်တော်တို့ကိုထပ်မြနေအောင်တွေးထားတဲ့ဓားတွေပါပဲဒါပေမဲ့ကင်တဲ့လူပေါ်မှာမူတည်ပါဆရာဝန်ကင်တဲ့ဓာတ်ကလူနာကိုကောင်းမှုအတွက်ကင်ထားတဲ့ဓာတ်ပေါ့လူမိုက်ကင်ထားတဲ့ဓာတ်ကကျွန်တော်တို့လူတွေကိုဒုက္ခပေးဖို့ကင်ထားတာ